လက်ရှိလောင်စာစီနဲ့ပတ်သက်ပြီးဘယ်လိုခက်ခဲတွေကြုံရလဲဆိုတော့လောလောလတ်ကြုံရတာကတော့လွန်ခဲ့တဲ့3-4ရက်လောက်ကပေါ့နော်အဲ့ဒီအလုပ်ကိစ္စတစ်ခုနဲ့ကျွန်တော်ခရီးသွားဖို့ရှိတာပေါ့လေပြီးတော့အဲ့ဒီခီးစဉ်ကလည်းပြီးခဲ့တဲ့လလောက်ကတည်းကကျွန်တော်တို့ဒီရုံးအဖွဲ့တွေနဲ့တေချာလေးစီစဉ်ထားတဲ့ခီးစဉ်ပေါ့ဆိုတော့မထင်မှတ်ပဲနဲ့အခုလိုလောင်စာစီပြဿနာပေါ်လာတဲ့ခါကျတော့အဲ့ဒီခီးစဉ်တစ်ခုလုံးတော့ကျွန်တော်တို့ကပြန်ပြီးမှစဉ်းစားစရာများလာတာပေါ့လေနော်ဥပမာစုံရက်မှရက်ကျွန်တော်တို့ခွဲလိုက်တဲ့ခါကျတော့ဘယ်ရက်မှသွားမှာလဲဘယ်ရက်မှပြန်လာမှာလဲအစပေါ့ပြီးမှလမ်းမှာလဲစီရပမှာထဲမှာလဲကိုလိုချင်တဲ့လောက်ရနိုင်မလားပေါ့နော်အဲ့လိုမျိုးစဉ်းစားစရာများလာတဲ့ခါကျတော့အဲ့ဒီခီးစဉ်တစ်ခုတော့ဖြတ်သိမ်းလိုက်ရတာပေါ့နော်အဲ့လိုမျိုးတော့လောလောလတ်ကြုံခဲ့ရပါတယ်လို့အနည်းဆုံးတော့ကျွန်တော်လောင်စာစီဈေးသက်တာနဲ့ကျွန်တော်တို့ကဒီတေပူဆောင်ရေးဈေးတွေတက်လာမယ်ပြီးရင်ကျွန်တော်အခြေခံစားတောက်ကုန်တွေဈေးတက်လာမယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကကျွန်တော်တို့ရဲ့နှစ်စဉ်စားဝတ်နေရေးမှာတိုက်ရိုက်ကြုံရမယ့်တက်ရောက်မှုတွေအနေနဲ့ခံစားရပြီပေါ့လေကုန်စည်နှုန်းပေါ်မှာအကျိုးသက်ရောက်မှုနောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့နိုင်ငံမှာတည်တဲ့အတိုင်းပဲဒီလောင်စာစီပြဿနာအခက်အခဲမဖြစ်ခင်လတွေကတည်းကပြပကတင်သွင်းတဲ့စားတောက်ကုန်လူသုံးကုန်ပစ္စည်းတွေပေါ်မှာကျွန်တော်တို့ကတင်းကြပ်လုပ်တဲ့ခါကျတော့တချို့သောလူသုံးကုန်ပစ္စည်းစားတောက်ကုန်တွေကကျွန်တော်တို့ဈေးကွက်ထဲမှာပြက်လက်တဲ့အနေအထားတွေရှိတယ်ပေါ့လေဆိုတော့အခုလူလောင်စာစီအခက်အခဲပြဿနာဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ရဲ့နှစ်စဉ်စားဝတ်နေရေးပေါ့နော်ကုန်စည်နှုန်းတွေပေါ်မှာအကျိုးသက်ရောက်မှုကတော့2ဆ3ဆလောက်ဖြစ်လာမယ်လို့တောင်မှကြိုတင်ပြီးမှတွက်ဆလို့ရနေတဲ့အနေအထားဖြစ်သွားတာပေါ့လေလောင်စာစီပြဿနာကတော့လက်ရှိမှာတော့ကိုရီနိုင်ငံပဲကြုံရတာမဟုတ်ဘဲနဲ့တကဘာလုံးနီးနီးကကြုံရတဲ့ပြဿနာဖြစ်တဲ့ခါကျတော့အထူးသဖြင့်အာရှနိုင်ငံတွေကပူကြုံရသလားပေါ့လေအဲ့ခါကျတော့သူများနိုင်ငံတွေမှာတော့သူတို့အစိုးရတွေကတော့ဒီပြဿနာကိုကြော်လွှားဖို့တော့အမျိုးမျိုးအဖြေရှာကြိုးစားနေကြတာပေါ့လေကိုရီနိုင်ငံမှာလည်းစုံမခွဲပြီးမှကျွန်တော်တို့ဖြည့်ရှင်းဖို့ကြိုးစားတာမျိုးပေါ့နော်ပြီးရင် WeText ပေါ်မှာကျွန်တော်တို့ကscan ဖတ်ပြီးမှ CD ထည့်ပေးတာမျိုးပေါ့နော်တဆင့်ချင်းစီတော့ကျွန်တော်တို့ကဖြည့်ရှင်းဖို့တော့အမျိုးမျိုးကြိုးစားနေကြတာတွေ့ရတာပေါ့နော်ဆိုတော့ကိုရီနိုင်ငံမှာကျတော့ပထမအဆင့်အနေနဲ့စုံမဆိုပြီးမှကားတွေကိုတတ်မှတ်လိုက်တယ်ခွဲခြားလိုက်တယ်ပေါ့နော်အဲ့ချိန်မှာဘာသွားတတိထားမိလဲဆိုတော့ခါကျတော့ကားစုံမဆိုပြီးမှတတ်မှတ်ပြင်မဲ့လဲကျွန်တော်ရှင်းလင်းတိတိကျကျပေါ့နော်လက်ညှိုးမှုကပါမလာတာမျိုးတတိထားမိတယ်ဥပမာဆိုရင်မနေ့6နာရီရဲ့ညနေ6နာရီအတွင်းလားဒါမှမဟုတ်ရင်24နာရီအတွင်းလားပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့အရေးပေါ်အခြေအနေတွေမှာဆိုရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲစသဖြင့်ပေါ့တိတိကျကျရှင်းလင်းလင်းလမ်းညွှန်ထားတာမပါတဲ့ခါကျတော့ပထမရက်ဒုတိယရက်တွေမှာဆိုရင်ဟိုလူကိုမေးရဒီလူကိုမေးရနဲ့ပေါ့နော်နည်းနည်းတော့ပေါ့ပြန်ရခတ်ကုန်တာပေါ့လေအဲ့လိုမျိုးတော့ကြုံလိုက်ရတယ်